Hello ဒီနေ့ကတော့ချက်ဥကိုပုံမှန်အတိုင်းချက်စားနေရတာရိုးနေတယ်ဆိုရင်ချက်ဥငမြရေးချက်နီးလေးကိုချက်ပြပေးသွားပါမယ်။ဟင်းချက်နီးအသစ်စမ်းနေကိုသိချင်တယ်ဆိုရင်တော့ like and subscribe လုပ်ခဲ့ဖို့တော့မမေ့နဲ့နော်။ပထမဦးဆုံးချက်ဥကိုပြုတ်ပြီးတော့ချက်သွန်နီကိုပပလေးအခုလိုမျိုးပဲလီးထားလိုက်ပါမယ်ရှင်။ကိုကအနစ်များများနဲ့စားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်သွန်နီကိုအများကြီးထည့်လိုက်ပါမယ်။ပြီးရင်တော့ငရုတ်စုံတဲကိုချက်သွန်နီရဲ့ချက်သွန်ဖြူရဲ့ငရုတ်တီခွဲချမ်းရဲ့အသုံးမျိုးပေါင်းပြီးတော့ညက်နေအောင်ထောင်းပါမယ်ရှင်။အဆက်ကြိုက်တယ်ဆိုရင်အများကြီးထည့်လို့ရတယ်မကြိုက်ဘူးဆိုရင်တော့ပုံမှန်လေးပဲထည့်ပါနော်ချက်ဥပြုတ်ထားတာကိုရေလေးစိမ်ပြီးတော့ခွာမယ်ဆိုရင်ချက်ဥကမကတ်ပဲနဲ့ခွာပြီးတော့ပို့ပြီးတော့လွယ်တယ်ပေါ့နော်ချက်ဥတွေခွာပြီးသွားပြီဆိုရင်ချက်ဥကိုအခုလိုမျိုးအချီကျိုးလေးနဲ့အလဲကနေပိုင်းပြီးတော့ဖြတ်မယ်ဆိုရင်သူကကြတော့ဒီအနစ်တွေမကွဲဘူးပေါ့နော်ပုံမှန်ဓာတ်နဲ့ဖြတ်တယ်ဆိုရင်အနစ်တွေကကြတော့ကွဲပြီးတော့အပြင်ကိုထွက်တယ်ဒါဆိုရင်တော့အနစ်ကိုမကွဲဘူးပေါ့နော်ဒီနည်းလမ်းလေးအိမ်မှာလုပ်ကြည့်လို့ရပါတယ်ချက်သွန်နီတွေကိုထောင်းထားတာအခုလိုမျိုးအခြေအနေရောက်သွားပြီဆိုရင်အိုးထဲကိုစီထည့်ပြီးတော့ဒီခုနထောင်းထားတဲ့ဟာလေးတွေကိုစီတက်ပါမယ်ချက်သွန်နီစီတက်တဲ့အခါမှာဆိုရင်လည်းဒီအနံ့တွေမွေးပြီးတော့ဒီနီညိုရောင်ပြောင်းတဲ့အထီကိုစီတက်ရပါမယ်ပြီးရင်တော့စနွင်းလေးနည်းနည်းထပ်ပါမယ်ထည့်ပြီးတော့ပြန်လုံးမယ်ပေါ့နော်ဒီလိုပဲချက်ရင်းနဲ့နီညိုရောင်တွေတန်းလာပြီဆိုရင်တော့အပေါ်ကနေစားလေးနည်းနည်းထည့်လိုက်မယ်ပြီးရင်ဟေးချုံမုတ်လေးလည်းနည်းနည်းထည့်မယ်ပြီးရင်စက်သားမုတ်လေးလည်းနည်းနည်းထည့်ပါမယ်စက်သားမုတ်ထည့်တာတော့မရိုက်လိုက်မိဘူးပေါ့နော်ပြီးရင်တော့ငံပြာရည်လေးကိုထည့်လိုက်ပါမယ်ငံပြာရည်ကထိုင်းကလာတဲ့ဟာမသုံးမဲနဲ့မြန်မာထုတ်ထားတဲ့ဒီငံပြာရည်ဆိုပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ထိုင်းကထုတ်တဲ့ငံပြာရည်ကြတော့ထက်လေချိုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြန်မာထုတ်ထားတဲ့ငံပြာရည်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးရင်တော့အပေါ်ကနေချက်ဥချမ်းထားတာလေးကိုတစ်လုံးပြီးတစ်လုံးအခုလိုမျိုးထည့်လိုက်ပါမယ်ရှင်ဒီလိုမျိုးအချီကျိုးနဲ့အလဲကနေခွဲပြီးတော့ဖြတ်ထားတဲ့အတွက်ကြောင့်မလို့အနစ်တွေကအပြင်ကိုတော်ရုံကံမထွက်ဘူးပေါ့နော်အဲ့တော့ဟိုဘက်ဒီဘက်လဲရတာဆိုရင်လည်းအဆင်ပြေပါတယ်အခုလိုမျိုးအနစ်တွေအထဲကိုဝင်သွားအောင်ပေါ့နော်အခုလိုမျိုးပဲလဲလိုက်ပါမယ်ရှင်အနက်ကတော်တော်လေးမွေးလာပြီးပြီးရင်ထမင်းဖြူလေးနဲ့နေစားမယ်ဆိုရင်လည်းဒီဟာလုံးဝ perfect ပဲနော်ပြီးရင်တော့အပေါ်ကနေညီမတို့မကြီးရည်လေးကိုထည့်လိုက်ပါမယ်မကြီးရည်ကတော့အချင်းကြိုက်တယ်ဆိုရင်တော့များများထည့်ပေါ့ညီမတို့တိတ်မကြိုက်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးပဲထည့်လိုက်မယ်နည်းနည်းလေးပဲထည့်လိုက်တယ်ဆိုပေမဲ့လက်လွန်ချက်သွန်ဖြစ်သွားတဲ့အတွက်နည်းနည်းတော့ချင်သွားတယ်ဒါမဲ့လည်းထမင်းဖြူနဲ့စားမှဖြစ်တဲ့အတွက်ကြောင့်မလို့ကွက်တီပဲပေါ့နော်မယုံရင်အိမ်မှာချက်ဥကိုဒီနီးလန်းလေးနဲ့လှုပ်ရှားကြည့်နော်ဂျူလိုင်ကစ်ချန်ကချက်လိုက်တဲ့ဟင်းတွေမှန်သမျှအကုန်လုံးစားကောင်းနိုင်ကြီးပါပဲနောက်ဆုံးအနေနဲ့ကိုကကြိုက်တယ်ဆိုရင်တော့ချက်သွမိတ်လေးထည့်လို့ရပါတယ်မကြိုက်ဘူးဆိုရင်တော့ဘာမှမထည့်ဘဲနဲ့ဒီတိုင်းစပြီးတော့ဆွဲလို့ရပါပြီကိုကတော့ချက်သွမိတ်မထည့်ရင်မစားတတ်တဲ့အတွက်ကြောင့်မလို့ချက်သွမိတ်ကမပါမဖြစ်ပါပဲရှင်ဘာချက်ရမှန်းမသိဘူးဟင်းအသစ်စမ်းနေချက်ချင်နေဆိုရင်တော့ channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်အားလုံးပဲတက်တာ